တခါကနန်းရှင်မိဖုရားအိုကြီးတစ်ပါးကိုတော်ရဲ့မောင်ရှင်ဘုရင်ကနှစ်ပေါင်းများစွာကွယ်လွန်သွားခဲ့တယ်ဒီမိဖုရားမှာသမီးတော်လှလှလေးတစ်ပါးရှိတယ်အဲ့ဒီသမီးတော်ကြီးပြင်းလာတဲ့အခါအဝေးနိုင်ငံကမင်းသားတစ်ပါးနဲ့ထိမ်းမြှောက်ဖို့ဂရိထားရှိပြီးသားသမီးတော်အိမ်အောင်ပြုပြီးဝေးလံတဲ့ထီးနှန်းကိုစီးနှင်းသွားရမယ့်နေ့ရောက်တော့မိဖုရားအိုကြီးကသမီးအတွက်ဈေးကြီးတဲ့လက်ဆောင်ပစ္စည်းများစွာထုတ်ပိုးပေးလိုက်တယ်ရွှေငွေအိုးခွက်ပကံတွေရတနာတွေဖလားတွေတော်ဝင်သူတို့သမီးရဲ့လက်ဖွဲ့အတွက်တင့်တော်မဲ့ပစ္စည်းမျိုးစုံပေါ့ဘာလို့လဲဆိုတော့မိဖုရားကသမီးကိုအသေးအတန်ချစ်လို့ပဲသမီးတော်နဲ့အတူခရီးသွားဖို့အခန်းအကူအပြိုတော်တယောက်ကိုလည်းခန့်အပ်ပေးလိုက်တယ်သမီးတော်ကိုမင်းသားလက်ထဲလွတ်လပ်စွာအနှံနိုင်ဖို့ပါသူတို့နှစ်ယောက်စလုံးအတွက်မြင်းတစ်စီးစီပေးလိုက်တယ်သမီးတော်ရဲ့မြင်းနာမည်ကဖာလာဒါတဲ့ဒီမြင်းကစကားပြောတတ်တယ်ဆိုတာသတိထားရမယ်ထွက်ခွာချိန်ရောက်တော့မိဖုရားအိုကြီးကသူ့အခန်းထဲဝင်ပြီးဓားနဲ့လက်ညှိုးကိုသွေးထွက်တဲ့အထိထိုးလိုက်တယ်ပြီးတော့သွေးစွန်းနေတဲ့အဝတ်စကိုသမီးတော်ကိုလှမ်းပေးရင်းပြောလိုက်တယ်ဒါလေးကိုတေချာထိမ့်သိမ်းထားနော်ခရီးမှာမင်းအတွက်အသုံးဝင်လိမ့်မယ်မျက်ရည်ကျကြရင်နှုတ်ဆက်ကြတယ်သမီးတော်ကအဝတ်စကိုရင်ခွင်ထဲသွတ်သိမ်းပြီးမြင်းပေါ်စီးကသူတို့သားစီခရီးစတင်လိုက်ပါတော့တယ်ခရီးတစ်ခွင်စီးလာတဲ့အခါသမီးတော်ဟာအလွန်ရေငက်လာတဲ့အနီးကချောင်းလေးကနေရေယူခဲ့ဖို့အပြိုတော်ကိုတောင်းပန်လိုက်တယ်မြင်းကစင်ငါအတွက်ယူလာတဲ့ငါဖလားနဲ့ရေခတ်ခဲ့ပါငါတောက်ချင်လို့အပြိုတော်ကကြံတန်းစွာပြန်ပြောလိုက်တယ်မင်းရေငဲ့ရင်ကိုမြင့်ကိုဆင်းပြီးရေနားမှာလှဲတောက်လိုက်ပါငါမင်းရဲ့ကျမမဟုတ်ဘူးသမီးတော်ကနှိမ်ချပြီးဘာမှမပြောဘဲမြင်းကစင်းချောင်းဆက်မှာကိုင်းညွတ်ကရေတောက်လိုက်ရတယ်အဲ့ဒီအခါသူမညီးတွားလိုက်မိတယ်အိုဖျားအကယ်၍မင်းရဲ့မိခင်ဒါကိုသိရင်သူ့နှလုံးသားနှစ်ချမ်းကွဲသွားလိမ့်မယ်နေကင်းပိုင်းပိုပူလာပြီးသမီးတော်ရေထက်ငက်လာတဲ့နောက်ချောင်းတစ်ခုကိုရောက်တော့နောက်တစ်ကြိမ်အပြိုတော်ကိုရေခတ်ခိုင်းပြန်တယ်မြင်းကစင်းငါအတွက်ယူလာတဲ့ငါဖလားနဲ့ရေခတ်ခဲ့ပါမင်းရေတောက်ချင်ရင်ကိုယ်တိုင်ခတ်တောက်လိုက်ပါငါမင်းရဲ့ကျမမဟုတ်ဘူးသမီးတော်ရေတောက်ဖို့မြင်းကစင်းပြီးချောင်းဆက်မှာကိုင်းညွတ်လိုက်တယ်အဲ့ဒီအခါမှာသွေးသုံးဆက်ပါတဲ့အဝတ်စာသူ့ရင်ခွင်ထဲကရှော့ကြပြီးရေမျောပါသွားတယ်အပြိုတော်မြင်လိုက်ရတော့ဝမ်းသာအားရဖြစ်သွားတယ်အခုဆိုသမီးတော်ဟာမိခင်ရဲ့ကာကွယ်မှုလုံးဝဆုံးရှုံးပြီးအစွမ်းမရှိတော့ပါဘူးအပြိုတော်ကကြမ်းတမ်းတဲ့စကားတွေနဲ့သမီးတော်ကိုတော်ဝင်အဝတ်တန်စာတွေချွတ်ပြီးသူ့ရဲ့စုပ်တီးအဝတ်တွေကိုဝတ်ခိုင်းလိုက်တယ်မင်းရဲ့တော်ဝင်ဝတ်ယုံကိုချွတ်အခုချက်ချင်းငါ့ကိုပေးမိုးကောင်းကင်အောက်မှာကျိန်ဆိုပါတော်ဝင်နန်းတော်မှာဘသူကိုမှမပြောရဘူးပြောရင်မင်းတည်မယ်ကျမဘသူကိုမှမပြောပါဘူးလို့ကျိန်ဆိုပါတယ်ဖာလာရာမြင်းကအရာအလုံးကိုမြင်ပြီးကောင်းကောင်းမှတ်ထားတယ်အတူအယောင်တို့သမီးအပြိုတော်ကဖာလာရာမြင်းပေါ်စီးလိုက်ပြီးတကယ့်သမီးတော်ကြတော့အပြိုတော်ရဲ့ညံပြင်းတဲ့မြင်းကိုစီးရတယ်သူတို့ခရီးဆက်ပြီးနောက်ဆုံးမှာတော်ဝင်နန်းတော်ကိုရောက်ရှိသွားတယ်ကြီးကျယ်ခမ်းနားတဲ့အခမ်းအနားတွေကျင်းပခဲ့တယ်မင်းသားကကြိုဆိုဖို့အလျင်အမြန်လာပြီးအတူရောင်တို့သမီးကိုမြင်းပေါ်ကနေမြှောက်ချကအပေါ်ထက်ကိုခေါ်သွားတယ်သူ့ရဲ့တို့သမီးစစ်လို့ထင်မှတ်လိုက်တယ်တကယ်သမီးတော်ကြတော့အောက်ဖက်ဝင်းထဲမှာရက်နေခဲ့ရတယ်ဘရင်အိုကြီးကသတင်းပေါက်ကနေကြည့်ပြီးအဲ့ဒီမိန်းကလေးကိုမြင်လိုက်ရတယ်သူမဘလောက်လာပါတယ်လဲဆိုတာကိုလည်းသတိထားမိတယ်ဆက်စုသွားတဲ့အတွက်တို့သမီးခန်းကိုသွားပြီးမေးလိုက်တယ်ငါရဲ့ဆက်စုခြင်းကိုခွင့်လွတ်ပါတို့သမီးရေမင်းနဲ့အတူစီးလာတဲ့အဲ့ဒီလှပတဲ့မိမပြိုလေးကဘသူလဲငါခရီးလမ်းမှာအဖော်အတွက်ခေါ်လာတဲ့မိန်းကလေးပါသူမအလုံးမရှိပဲအချီးနှီးမရက်နေအောင်အလုပ်တစ်ခုခုပေးပါငါမှငန်းထိန်ကောင်လေးတစ်ယောက်ရှိတယ်သူမကိုအဲ့ဒီအလုပ်ပေးလိုက်ပါအတူအယောင်တို့သမီးကဖာလာတာမြင်သူ့ရဲ့လျှို့ဝှက်ချက်ကိုဖောက်ပြန်ပြောပြနိုင်မှာဆိုလို့စကားပြောတတ်တဲ့မြင်းကိုတပ်ပစ်ဖို့အမိန့်ပေးလိုက်တဲ့ချစ်ရတဲ့ခင်ပွန်းရေကျေးဇူးပြုပြီးကျမကိုကျေးဇူးတစ်ခုလုပ်ပေးပါဝမ်းသာပါတယ်ဒါဆိုရင်ငါစီးလာတဲ့မြင်းကောင်းကိုဖျက်ပစ်လိုက်ပါခရီးမှာငါ့ကိုဒေါသထွက်စေလိုပါဒါနဲ့ဖာလာတာတေးရတော့တယ်တကယ်သမီးတော်ကကြားသိရတော့အလောင်းစင်တုတ်သမားကိုရွှေတပိုင်းပေးမယ်လို့သတိပေးပြီးဖာရာဒါကောင်းကိုမြို့တကားပေါက်အောက်မှာတန်ရိုက်ခိုင်းလိုက်တယ်နေတိုင်းမြင်ရအောင်လို့ပါ
နောက်တနေ့မနက်သူမနဲ့ကွန်ရက်ဆိုတဲ့ငန်းထင်းကောင်လေးငန်းအုပ်ကိုတကားပေါက်အောက်ကမောင်းသွားတဲ့အခါသူမဝမ်းနေစွာဆိုလိုက်တယ်။အိုးဖာလာတာအဲ့ဒီမှာဆွဲထားတယ်။အိုးငန်းထိတ်မိမယ်။ဖြတ်သွားတဲ့သူအကယ်၍မင်းရဲ့မိခင်ဒါကိုသိရင်သူ့နှလုံးသားနှစ်ချမ်းကွဲသွားလိမ့်မယ်။မြက်ခင်းပြင်ရောက်တော့သူမထိုင်ပြီးရွှေရောင်စံပင်ကိုဖြေလိုက်တဲ့ကွန်ရက်ကစပင်တွေတောက်ပနေတာမြင်တော့ဆွဲကျင်သွားတယ်သူမစကားဆက်ဆိုလိုက်တယ်လေတိုက်လေတိုက်လေကွန်ရက်ရဲ့အုတ်ထုပ်ကိုယူသွားလေငါစပင်ကိုကြစ်ပြီးပြန်စည်းတဲ့အထိသူ့ကိုလိုက်ဖမ်းခိုင်းလိုက်ပါရုတ်တရက်လေပြင်းတစ်ခုတိုက်လာပြီးအုတ်ထုပ်ရင်သွားတယ်ကွန်ရက်လိုက်ဖမ်းရတယ်သူပြန်လာတဲ့အခါစပင်ကြစ်ပြီးသားမို့စံတမြင်မှမရခဲ့ဘူးဒေါသထွက်သွားတယ်ဒီအတိုင်းနောက်တစ်နေ့လဲဖြစ်ပြန်တယ်ကွန်ရက်ကဘရင်အိုကြီးစီသွားတိုင်းနဲ့ဖြစ်ပျက်သမျှအားလုံးကိုပြန်ပြောပြတယ်နောက်တစ်နေ့မနက်ဘရင်ကကိုယ်တိုင်ပုံအောင်ကြည့်တော့အရာအားလုံးကိုမြင်လိုက်ရတယ်ညနေပိုင်းမှာမိန်းကလေးကိုခေါ်ပြီးမေးမြန်းတယ်သူမဘာမှမပြောတော့ဘရင်ကမီးဖိုစီခေါ်သွားပြီးဒီမီးဖိုကိုမင်းရဲ့ဝမ်းနည်းမှုတွေပြောပြလိုက်ခဲ့တဲ့သူမငိုကြွေးရင်းဖွင့်ပြောလိုက်တယ်ဒီမှာကျမတကဘာလုံးကစွန့်ပစ်ချင်းခံရပြီးထိုင်နေရတယ်ကျမဟာဘရင်တစ်ပါးရဲ့သမီးပါအပြိုတော်တယောက်ကကျမရဲ့တော်ဝင်ဝိယုံကိုချွတ်ခိုင်းပြီးကျမရဲ့နေရာမှာသူတို့သားနဲ့နေရာယူထားတယ်အခုကျမငန်းထိန်အလုပ်သမားဖြစ်နေရတယ်ကျမရဲ့မိခင်ဒါကိုသိရင်သူ့နှလုံးသားနှစ်ချမ်းကွဲသွားလိမ့်မယ်။ဘရင်အိုကြီးကမီးဖိုပိုက်အပြင်ဘက်မှာနားထောင်ပြီးစကားတိုင်းကိုကြားလိုက်ရတယ်။ဘရင်ကသမီးတော်ကိုတော်ဝင်ဝိယုံပြန်ဝတ်ပေးတယ်သူမ။အမခန်းလှပသွားတယ်ပြီးတော့သားတော်ကိုခေါ်ပြီးအမှန်တရားဖွင့်ပြောလိုက်တယ်ငါသား။မင်းရဲ့သူတို့သမီးလို့ထင်ခဲ့တဲ့သူဟာအတုအယောင်အပြိုတော်တယောက်ပဲ။ကြည့်လိုက်ဒီမှာမင်းရဲ့တကယ်သူတို့သမီးငန်းထိန်တဲ့သူတွေနောက်ဆုံးမှာကျွန်တော်ရဲ့တကယ်သူသမီးခန်းထားတဲ့စပွဲပွဲတော်တစ်ခုကျင်းပခဲ့တယ်မင်းသားကစပွဲကောင်းဆုံးမှာတကယ်သမီးတော်ကိုဘယ်ဘက်မှာထိုင်စေပြီးအတုအယောင်သူတို့သမီးကိုညာဘက်မှာထိုင်စေတယ်စားတော့ပြီးတဲ့အခါဘရင်အိုကြီးကအတုအယောင်သူတို့သမီးကိုပဟေရီတစ်ခုထုတ်မေးလိုက်တယ်ချွေးမကြီးဒီလိုနီးနဲ့မိမိသခင်လှည့်စားတဲ့သူဟာဘာအပြစ်ဒဏ်ခံထိုက်တယ်လဲမောက်မာစွာနဲ့အပြိုတော်ကဖြေလိုက်တယ်သူမဟာအဝတ်တန်စာချွတ်ပြီးတန်ကြွန်ထက်တွေစိုက်ထားတဲ့စီကြီးထဲမှာထည့်ကမြင်းဖြူနှစ်ကောင်နဲ့တေဆုံးတဲ့အထိဆွဲကြည့်ခြင်းခံထိုက်ပါတယ်ဘရင်အိုကြီးကမိန့်လိုက်တယ်မင်းဟာအဲ့ဒီလူပဲမင်းကိုမင်းအပြစ်ဒဏ်ချမှတ်လိုက်ပြီဒါကြောင့်မင်းကိုဒဏ်ခတ်မယ်လို့ပြောလိုက်တယ်အပြိုတော်ရဲ့အပြစ်ဒဏ်စီရင်ခြင်းခံလိုက်ရပြီးနောက်မင်းသားငယ်ကသူ့ရဲ့တကယ်သူတို့သမီးနဲ့လက်ထပ်လိုက်ပါတယ်သူတို့နှစ်ယောက်အတူတကွငိမ့်ချမ်းပျော်ရွှင်စွာထီးနှန်းကိုအုပ်ချုပ်ခဲ့ကြပါတယ်ဇလန်းကဒီမှာပြီးဆုံးသွားပါပြီအဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်